ကြောက်လေးကိုဖြတ်ကြည့်ပါပဲဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးတစ်လုံးကတော့ခန်းနီးကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီကြောက်လေးကိုအစအဆုံးဖြတ်တောက်ပြီးရတဲ့အနေအထားကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့မနေ့ကလည်းကျွန်တော်ဗီဒီယိုလေးတင်ခဲ့တာရှိပါတယ်ဒီကြောက်လေးနဲ့ပတ်သက်ပြီးတော့မှလည်းအနေချင်းပြောထားတာရှိပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့မနေ့ကဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်ရဲ့အကောင့်ထဲမှာပြန်ပြီးတော့မှဝင်ကြည့်လိုက်ပါအဲ့တော့ကြောက်လေးကိုပြောရမယ်ဆိုရင်အနာစာလေးတက်ရက်တဲ့အခွန်လဲလာတယ်အထိုင်လဲလာတယ်ရမ်းလဲပျောက်လူနီးပါးလေးဖြစ်တယ်ကွန်ချက်နေရာမှာကျွန်တော်တို့ခပ်ပပလေးတစ်ချက်ပုတ်ကြည့်လိုက်တဲ့အနေအထားမှာပထမတနန်းမှာတော့ကြောက်လေးကမစိုးဘူးလို့ထင်ရပေမဲ့ဒုတိယနောက်တနန်းဖြတ်လိုက်တဲ့အချိန်မှာအခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ပုံစံအတိုင်းကြောက်အသားရန်လေးကတော့စီတယ်ကြောက်အစီကတော့ယော့ပါတယ်ဒါပေမဲ့အစိုးဆုံးပြစ်ချက်ကတော့အခုမြင်နေရတဲ့အဖြူအဆန်လေးတွေပဲဖြစ်ပါတယ်အဲ့ဒီအဖြူအဆန်လေးတွေကအတွင်းထဲမှာနောက်ထပ်ပြီးတော့ဝင်နေမယ်ဆိုရင်တော့ဒီကြောက်လေးကရှုံးကြောက်ဖြစ်သွားမှာပါအဲ့တော့အားလုံးကိုကျွန်တော်တို့အစအဆုံးဖြတ်တောက်လိုက်တဲ့အနေအထားမှာအခုမိတ်ဆွေတို့မြင်ရတဲ့ပုံစံအတိုင်းပဲကြောက်ကမထင်မှတ်လောက်တဲ့အမြုပ်အဆန်တွေတော်တော်လေးကိုများပြီးတော့မှအတွင်းထဲမှာအသားတန်းကယော့သွားတယ်အမြုပ်အဆန်တွေနဲ့ပိတ်ပြီးတော့မှအတပိတ်ပုံစံဖြစ်နေတယ်ဒုထဲပပလေးဖြတ်ပြီးတော့မှလက်ရတွေပါတွေပပူးတွေပါလုံးမယ်ဆိုရင်လည်းတိတ်ပြီးတော့မှအဆင်မပြေနိုင်ဘူးအနာလေးတွေလည်းအနေချင်းလေးထပ်ပါတဲ့ပုံမှာဒီကြောက်လေးကတော့လုံးဝရှုံးပါတယ်ကြောက်ဆိုတာကတော့အပြင်ပန်းကိုကြည့်ပြီးတော့မှထိုင်လာတယ်အခွန်လာတယ်ရမ်းညက်တယ်ဆိုပြီးတော့မှလည်းအတွင်းထဲမှာမထင်မှတ်ထားတဲ့အနောက်ရှက်တွေဝင်တက်တယ်ဆိုတာကိုလည်းဒီဗီဒီယိုလေးနဲ့တက်တည်ပြချင်တာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကလည်းဒီလောက်လေးနဲ့ရပ်နာပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်